blue ဒီနေနဲ့ grand ညာ fan နေကင်းပြီးချောင်းစေဗာနာဖမ်းမဲ့ကောင်တွေကနှစ်ကောင်လောက်ပါတယ်နော်ဒီမဲအားဒီတယ်ကျွန်တော်တို့ first starter လေးပေါ်ပြီးဗျနောက် 2 scan လောက်ပဲလိုတော့ဆိုတော့တက်တယ်လေးပဲလုံး aim ပေါ်လေးမှာ rotation သွားလို့တော့ analyze shot ဒီကြားမှာတော့ public ဒီနေ့တော့ ranger စနေပြီးတော့ပေးလိုက်ရပြီဗျတက်တယ်ကတော့မလုပ်သေးဘူးသူတို့အနေနဲ့ပေါ်လင်းကြီးကအများကြီးရောက်နေတာဆိုတော့အခုမှပဲတက်တယ်ပြန်လုပ်မယ်ပုံပါပဲနော်တော့နေ့လိုနာမည်ရောကေးအနေနဲ့တော့တူတူပဲနောက်တွေပါလဲအရင်ကြီးကွာမနေဘူးကျွန်တော်တက်ရထားတဲ့ reading တော့ fan အနေနဲ့တော့အောက်လိမ့်မှာတော့လာပါမင်းစစ်သားလေးတောင်းကောက်တာအချိန်ပြေတူချောင်းဒီကွန်းနော် Vagary 3ပြီးတော့ AI ပြန် format မလား The Way Drawing ကို direction လေးတော့မားသွားတယ် AI ပြန်လိုက်ကိုဝဲနေမှာ Kamisi ကိုတဲမ down သွားနေပဲ Grand ညာပြန်လဲပြီးတော့ minus speed တွေကြာမှာ AI ပြန် down သွားတယ် Elisha နဲ့ minus ကိုဒီစက်လေးနဲ့ပြန် format လေးတော့ရတော့တော့ MVP ခလကာနဲ့ရောက်လာတာ right hand နဲ့ကြောက် swing song ဖျက်တော့ကထားပြီးတဲ့ Grand ညာနေနဲ့မတည်သေးဘူး Grand ညာဘက်ကလေးရောက်လာတော့ tower damage နဲ့ AI နေနဲ့တော့ပြန်ပေးလိုက်ရတော့ Grand ညာ Resudi ဒါပဲကြီးပြန်သိမ်းပြိုက်တော့နေမှာ Ready အမားတစ်ခုတော့လှုပ်လိုက်ပြီဗျာနော် Hyogen ကတော့ play ကြီးပြန်ပေးလိုက်ရတာပါပြန်ရောက်သွားနေပဲဗတယ်ဒီပါနေနေတော့အေးပါတယ်နော်9မိနစ်လိုဝန်းကျင်မှာ Hyogen အနေနဲ့6-4လေးနဲ့နောက်ဝက်တွေပါတယ် Blue Team 1K 6လေးတော့ဥဆောင်ကြီးကန်လမ်းနေတော့ Well Dragon လေးတော့မကန်သေးဘူး Emo ယူကန်လိုက်ရင်တော့ပြတ်တယ်နော် minus ကလည်း back ကလေးရှိနေတဲ့အနေထားဆိုတော့ဗတယ် Walker တော့မ fit win လမ်းတော့ထိုးတယ်ကမရှိတော့ရုပ်သွားလို့ Hyogen ပေးလိုက်တော့မှ fan ကြီးပဲနဲ့ပြေးပြီးတော့လာတယ်ဆိုရင်လည်းချက်မလုပ်တော့ဘူးဗျဒါလေးတော့ပြန်တော့ဖတ်သွားပြီသူနေတယ် Blue ဘက်ဒီပိုင်းလေးရတာFanny 102နဲ့အဆင်ပြေတယ်เนาะ Sally Boy အနေနဲ့တော့ All in my radio H solo တွေဖြတ်ကြီးထားတယ်မှာတတေတော့ကျွန်တော် ready ရပေါ်တော့များတော့ပြီ second တတေပါထက်သိမ်းပိုက်ထားတယ်စင်း swing song ဘယ်လိုကလိုက်တယ်လဲ MVP က oh my god Okay ကျွန်တော် ready အနေနဲ့တော့ဘာမှဆိုတော့ပြန်ဖြစ်သွားနိုင်သေးတယ်လို့ Sally Boy and my justice အဖန်လေး Fanny ကေပဲကတ်တော့ AM ဖြတ်တာပြတ်သွားတယ်ဗျာเนาะ AM ကြီးမာမနေဘူးဗျာเนาะဇန်ပိုင်းတာနဲ့တောင်းသွားခဲ့တယ်လို့တော့မချောင်းစီးဘူးလမ်းနေပဒန် walker fit win တော့မှတဝဲ drawing ကိုဖြတ်ကန်တာကာမီစီကိုဂျာညက်သွားပြီလား MVP တကြီးပဲပြီးတော့လွဲသွားတော့ Kimi Rocket နဲ့ Reno S တွေပြန်တော့ Tain Star လေးပဲတော့မစပေးကြတယ်ကျွန်တော် King Calling ပြန်တော့ချတာကြတော့ပဒန် walker fit quad ကျွန်တော်မထူးမဲတဲ့ဘကိသိမ်းပိုက်သွားတယ် Leon ကောင်းလိုက်တယ် Leon တော့သွားကြတာသွားနေပဲ Red တော့ဒီပါလုံးမလားပေါ်လိုက်မှာတော့ free လိုက်တော့ခုတ်ခွဲနေတဲ့အနေထားမှာတော့ grand ရဘလုံးမှာတော့ back လို့မရ hero key လေးမပေးလိုက်ရမယ် rocket လမ်းတော့ထိထည့်ထားတဲ့ AI ပြန် forward မလား minus speed တော့ free တောင်းမှနေခွင့်လိုက်ရနေ wake ကားနေတော့ AI တက်မတောင်းတော့ဟိုမှာ Reno S ကို Sally Boy and my just ဘဒန် fit crane နဲ့လမ်းတော့ထိုးထားပြီတဲမိတ်ကများတယ် Leon hero key ပဲရသွားတယ်ဗျ1 for 1လို့ပဲပြောရမှာပဲအောက်မှာတော့အဲ့တန်လေးပြရောတစ်ချက်မရတော့ရပါတယ်ဗျအဲ့တော့ပြလို့ရပါတယ်နော် Ranger အနေနဲ့တော့အော်သွားပြီရောရေးစီးရန်ပဒန် walk ကတာ right hand သွားကြနေတာနော် grand ရတော့ကျွန်တော်တို့ Hunter Strike ရယ် Sky Via သာရယ် Live Roy ရယ်ထွက်ထားသေးတယ်ဗျနော်အရင်ကောက်ပါတယ်ဒီဘက်ကတော့ကျွန်တော် main စစ်သားအနေနဲ့ Crown Sky နဲ့Wind Dog ကနဲ့ထွက်ထားတယ်ဗျနောက်ကကျွန်တော် map goal လိုက်ရတော့တာမှာပဲကျွန်တော် grand ရအဲ့ဒါတချောင်းတော့တာတယ်ဗျနောက်ဘက်တွေပါသွားကြည့်ရင်လည်းကျွန်တော်တို့တစ်ဖက်က Freya နော်ကိုအများဆုံးနဲ့ဒီဘက်ကတော့ကျွန်တော် grand ရကိုအများဆုံးပဲဗျနော် block တွေပါတွေပါ red team သိမ့်ပိုက်သွားနေပဲသူတို့အနေနဲ့ second tower တွေ try လို့ရမယ်ဒီလောနဲ့เนาะအပြင် tower တွေလိုက်ယူဖို့တော့လိုအပ်တယ်လောဆယ်တော့ Freya အနေနဲ့အော်လေးမရှိရဲဆိုဒီ point နဲ့ပြေးခေါ်တာအပိုင်း just ပုံပြီးတော့ပြန်တော့ forward မှာချောင်းဒီကွန်တို့ lit tension နဲ့ main စတာ king calling ဟိုမှာဗဒန် walker fit queen နဲ့ကြားမှာ Kamisho တက်မတောင်းတော့ Sally point တွေတော့နဲနေခဲ့နေတယ်မှာ Freya Vagary Amon လေးပဲဝင်ခုတ်တော့ killing speed သိမ့်ပိုက်သွားတဲ့အနေထားတော့မြင်တွေ့နေရတော့မယ် hero ကနှစ်ကောင်ပေးလိုက်ရတဲ့ blue team တို့ winner crown တွေပါရတော့ပါလာပြီဗျာ Sally point မှာတော့ဟိုဘက်မှာတော့Amonအဲ့ဒါချောင်းထက်ထည့်ထားတယ်ကြာရင်ကတော့ထွက်တော့မယ်ဗျာသူအနေနဲ့second tower တွေပါရလိုက်တယ်အကုန်လုံးပဲကျွန်တော် first floor နဲ့အဆင်ပြေသွားပြီလို့ပြောရမယ် rocket 2 man G1 တို့ Charlie နဲ့ Falcon တဝဲ drawing ကို Ranger Resuri အောင် Leon Dam short on Freya Vagary swing song ဖြတ်ကြတာတော့မစိတ်ပွိုင်း legend every time တောင်းတော့မကြားညတဲ့ AI ပြန်တော့ပေးလိုက်ရနောက်ဆိုမ King Calling ကြားမှာဘယ်လိုတောင်းဆိုင်မှာတော့ပြန် Kamisho တို့တောင်းတော့ဆုနာ Resuri တဲ့အောင် Reno H တောင်းတော့ Hero K အနေနဲ့2 for 4ပြန်တော့ trade လိုက်ရ Red Team နော်ပတေတဘောလေးရမားသွားပြီဗျာနော် Ranger စစ်တာတော်တော်ကြီးတော့နာလာပြီဒီဘက်ကလည်း minus skin ပြီးမတ်စမန်နာကောင်ပြစ်တဲ့ damage လေးတော့မခံနိုင်ဘူးလို့ပဲပြောရမှာပဲလုံးနဲ့လိမ့်နေပါလေသွားကြောင်းနေတာဆိုတော့လှုပ်ချင်တော့လှုပ်လို့ရပါပြီပေါ်ထဲမှာ vision ကလည်းပြသွားပြီဆိုတော့ ready လော်တွေပါပဲပြီးတော့လှုပ်နေပြီဗျနောက်ကျသွားပါပြီ Freya Kamishiro လေးတော့မောင်းထုတ်ထားသေးတယ်ဗျအလော့လေးတော့ ready နဲ့တိမ့်ပိုက်သွားပိုင်းကောင်းနဲ့ရောက်လာတော့ဒီ point နဲ့နေနောက်ကျသွားဒီနေ့ခုမှလည်းအေမွန်ရသွားပါအေမွန်လည်းမရှိပါဘူးတော့မကွန်း King Calling ကြားမှာတဲ့သွားဆိုင်နေရ Hero Gear 1 for 2ကျွန်တော် trade လိုက်ရမှာ Sonata Rescue Sky ပြတာ Fat Leon မှာ short သွားနေမှာ Hero Gear တော့၄កောင်တက်နေတူ9កောင်တင်း white out ပါဖြစ်သွားပြီးအောင်ရေး
ဘန်ယာမှာ damage ထွက်လာလို့ကင်းဒီမှာလည်း damage လည်းပါလာပြီဆိုတော့ကျွန်တော် light game မှာတော့ maximum နှကောင်ရဲ့ပြည့်ချက်ကိုခံနိုင်မှာတော့မဟုတ်ဘူးသူတို့နှကောင်မဖမ်းခံရဖို့ရေးပဲလို့တယ်လောတယ်ဇန်တန်းမစောတော့ဘယ်ကို minus ပါ light ပွဲပေးလိုက်ရတယ်ဆိုတော့မေ့လိုက်တော့မြောက်ပေးမလို့ရှိသေးတယ် minus ကချောသွားတာပါဒီကွန်းလို့လဲဒီနားရည်မင်းစစ်သားသရုံးညူပြေးရနေတယ် GG ပါ Reno X ကနိုင်ရင်နေတာရောက်ရင် Reno X ကနိုင်ရင်နေပြီးရောက်ရင်နော်